ပုံမှန်ဆိုထမင်းစားနေတဲ့သူကဒီလိုဟင်းမျိုးချက်တဲ့နေ့ကျရင်ထမင်းနှစ်ပကံလောက်တာလေးစားပါရနော်ပဇွန်ထုတ်စီပြန်ဟင်းလေးချက်ဖို့အရင်ဆုံးလှီးထားတဲ့ကြက်သွန်လေးကိုထည့်ကြော်ပါမယ်ဟင်းအရောင်လေးလက်လှတော့အောင်စနစ်မုတ်လေးလည်းထည့်ပါမယ်မီးလေးလျှော့ပြီးကြက်သွန်လေးရွှေညူရောက်တန်းလာတဲ့အထိကြော်ပေးလိုက်ပါတယ်ကျက်သွန်လေးတွေလည်းရွှေညူရောင်တန်းလာပြီဆိုတော့အရသာမုတ်နေထားတဲ့ပဇွန်တုပ်လေးထည့်ကြော်ပါမယ်ပဇွန်လေးတွေကိုဟိုဘက်ဒီဘက်လှန်ပြီးဖြည်းဖြည်းချင်းကြော်ပေးရပါမယ်အရင်ကြော်လို့တော့မရပါဘူးနော်ခေါင်းနဲ့အသားနဲ့ပြုတ်ထွက်ကုန်မှဆိုလို့ပါအရသာအတွက်ကင်းမွန်ငပြရဲ့အနှင်းငယ်လက်ထည့်ပါမယ်ပဇွန်အကွေးငါးနှွေးမှုအကြာကြီးချက်စရာမလိုပါဘူးနော်ပဇွန်တုပ်စီပြန်ဟင်းလေးနဲ့စားဖို့ကစွန်းရွက်ချင်လေးချက်လိုက်ပါတယ်ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးလို့ကျေးဇူးပါနော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်အားလုံးပဲတတ်တာ